တွေးခဲ့မှုတဲ့အသင်းနှစ်သင်းဖြစ်တဲ့အနေအထားတစ်ခုကြောင့်တော့ခြေလက်တလန်းချင်းစီစပဲတစ်ခွက်ချင်းစီတိုင်းအရေးပါနေတဲ့ပွဲတစ်ခုပါပဲ Dance အနေနဲ့ Mounty Shocker လေးကတော့မသုံးရသေးဘူးဗျ Law Objective ကို Falcon အနေနဲ့ Dance Sport တော့ကို Jane သေးပေါက်ကိုတော့ဆုံးဖြတ်လိုက်ပြီတစ်ဖက်ကနေပြီးတော့ AI အသင်းအနေနဲ့ဝင်ရထားတဲ့အလျောက်ပဲ Retribution မှာ The SMG Law Objective ကိုတော့ရောက်အောင်ယူထားပါသေး Yuri ပြန်လဲရုံးထွက်ဖို့တော့စ조사နေတဲ့ Divine Beast ဆိုရင်တော့ Dance ပြန်ပြီးတော့ပဲအဆုံးသက်ခဲလိုက်ပြန်ပြီဗျာ ဒီချိန်မှာတော့ကျွန်တော်တို့ online မှာတော့ later သွား rush ဖို့စ조사ရမယ်လေမလွယ်တဲ့အနေအထားတစ်ခုမှာနောက်ကတော့ပြန် forward လာတယ်ဆိုတော့ညာလဲကျွန်တော်တစ်ဖက်မှာပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လဲကျွန်တော်ဒါ AN Esport defend mode 4ရောက်တော့ကြံနေတဲ့အနေအထားတစ်ခုပြ Falcon Esport 5ရောက်လို့ one way push ဒါပေမဲ့သူတို့တက်လာမဲ့4ပါ Mega Tyrant တော့ရှိမနေခဲ့ဘူးဗျာ တစ်ဖက်မှာလည်းကျွန်တော်ပြန်ပြီးတော့ defend mode အတွက် 4man ပါကြံနေသေးတယ် Yuri အတွက် second 20ဗျ Falcon အနေနဲ့က3 lane pressure ပေးဖို့တော့ကြည့်နေအောင်မှာတော့ SMG Alita သွားပြီးတော့ by 1 တွင်းနေတဲ့အနေအထားတစ်ခုမှာတော့ Alita အနေနဲ့ ultimate မရှိတော့တဲ့အချိန်မှာတော့ SMG Alita ကို take and လုံးလိုက်တဲ့အချက်က AI အတွက်ကတော့တော်တော်လေးတော့အခက်အခဲဖြစ်သွားစေခဲ့ပြီဗျာ ဟုတ်တယ်အပေါ်လည်း Mega Tyrant ကိုလည်း Falcon Esport ထမရယူလိုက်ရင်လည်း AN Esport နဲ့3ရောက်ထဲနဲ့ Yuri တော့ထွက်လာပြီ4ရောက် defend mode ရှိမယ် manipulation ပြန်ခင်းထားသေးတယ် defense ကို AI ဆိုပြင်နေဟိုးနောက်မှာ black ဆက်ပြီးကြတယ် A mode လေးဗျနောက်မှာ PA7 တောက်ရှော့ manipulation ပြန်ခင်းနေရဆိုတော့ညာလေဒီဘက်က Falcon Esport ကြားတယ်တော်လေးတော့နာနေခဲ့တာပါ Free wave တွေစတိုက်ပါလိုက်နေတာတခု Yuri နဲ့ Divine Beast လုံးဝမရှိတော့ဘူးဆိုတဲ့အလျောက်မှာတော့ game number 3 Falcon Esport အနေနဲ့ကတော့ leading point ကိုစတင်ပြီးတော့ယူသွားခဲ့ပြီပဲဖြစ်ပါတယ် Falcon Esport ဒီအချိန်မှာတော့